အဘယ်မည်သောတရားဖြင့်သံတရားဒီဟုသောသမုဒ္ဒရာကြီးကိုကုသန်းထုတ်ချောက်လွန်မြောက်နိုင်ပါပေသနည်းအဘယ်မည်သောတရားဖြင့်သံတရားဝဋ်ဒုက္ခကိုလွန်မြောက်စေနိုင်ပါသနည်းအဘယ်မည်သောတရားဖြင့်သံတရားဒုက္ခကိုစင်ကြယ်စေနိုင်ပါသနည်းဟုတဖန်ထ၍လေးရသောပု္ပ္ပာတို့ကိုမေးမြန်းလျောက်ထားပြန်ပါသည်ထိုကသဗ္ဗညုမြတ်စွာဘုရားသည်သာဒာယတရတိဩကံအပမဒေနအနဝံဝိရိယေနဒုက္ခမစ္စေတိပညာယပရိသုဇတိဟုဟောအလာဝကပိလူသောတာပန်ဖြစ်ဖို့ရာအင်္ဂါ၄ပါးတို့တွင်တပါးပါဝင်ဖြစ်သောတရားတရားဖြင့်ဩဃလေးသွဲရေချမ်းကိုကုသန်းထုတ်ချောက်လွန်မြောက်နိုင်ပါပေသည်အပမဒတရားဖြင့်သံတရားဒီဟုသောပြင်ကျယ်ပင်လေသမုဒ္ဒရာကြီးကိုကုသန်းထုတ်ချောက်လွန်မြောက်စေနိုင်ပါပေသည်ဝီရိယလုံးလာဖြင့်သံတရားဒုက္ခကိုလွန်မြောက်စေနိုင်ပါပေသည်အရဟတမေပညာဖြင့်ဤသံတရားဆင်းရဲကိုစင်ကြယ်စေနိုင်ပါသည်ဟုအရဟတမေအရဟတဖို့အထွတ်တတ်သောအဖြေစကားရာဖြင့်ဖြေကြတော်မူလပ်ပါသည်ဤအဖြေလေးရာ၏အဆုံးဝယ်အာလောကမိလူသည်သောတာပန်တည်ခဲ့ပါသည်